10 minute နဲ့အထက်ရှိတဲ့ဗီဒီယိုတွေကို recap ဘယ်လိုလုပ်မလဲဆိုတာအရင်ဆုံး video splitters ထဲကိုဝင်မယ်ဗီဒီယိုထည့်မယ်ပြီးရင် duration ထဲဝင်ပြီး2မိနစ်စီဗီဒီယိုအဖြစ်အပိုင်းလိုက်ပိုင်းလိုက်ပါမယ်ပြီးသွားရင် recap ထဲဝင်ပြီးအပိုင်းကကနေစပြီးတစ်ခုချင်းစီလှုပ်သွားရမှာပါအပိုင်း9ပိုင်းခွဲထားတယ်ဆိုရင်9ခါအတန်ထုတ်ပေးရပါမယ်အပိုင်းကကိုအရင်လို့အတန်ထုတ်ပြီးဗီဒီယိုနဲ့ပြန်ပေါင်းမယ်ပြီးမှအပိုင်း2ကိုဆက်လို့အတန်ထုတ်ပြီးဗီဒီယိုနဲ့ပြန်ပေါင်းမယ်9ပိုင်းလုံးတဲ့အဲ့ဒီအတိုင်းအစင်လိုက်လှုပ်သွားမှာပါရလာတဲ့အတန်နဲ့ဗီဒီယိုကိုမပေါင်းတတ်ဘူးဆိုရင် InShot နဲ့ပေါင်းပြပါမယ်အပိုင်းသိဗီဒီယိုကိုထည့်မယ်မူရင်းအတန်ကိုပိတ်မယ်ပြီးရင် down ထားတဲ့ audio ကိုထည့်မယ်အတန်နဲ့ video length မတူတာကိုတော့ speed နဲ့ adjust လုပ်ပြီးညှိပေးရမှာဖြစ်ပါတယ်ဒီလိုအပိုင်း1ကနေအပိုင်း9အထိလုတ်ပြီးသွားရင်ရလာတဲ့9ပိုင်းကိုဗီဒီယိုတစ်ခုတည်းဖြစ်အောင်ပြန်ပေါင်းလိုက်ပါဒါဆို10မိနစ်ကျော်ဗီဒီယိုတစ်ခုကို recap လုပ်လို့ပြီးပါပြီ